အဲ့ဒါဆိုတေဆုံးသွားတဲ့ဦးဇင်းတို့ဖရာဗုဒ္ဓကရောဘာလို့ကြိုမပြောတာလဲဦးဇင်းလဲဘာမှအကျိုးမပေးတဲ့ဗုဒ္ဓဖရာကိုဘာလို့ကိုးကွယ်တာလဲဘာလို့ဖုန်ကြီးဝတ်နေမှာလဲအကြံပေးတာပါဦးဇင်းကိုတဲ့ပိဋကတ်သုံးပုံရဲ့မာတိကာလောက်တောင်မရှိတဲ့လက်ဝါးတစ်ပြားသာကျန်းစာအုပ်ကိုဖတ်ပြီးတော့ဝလုံးခေါင်းတဲ့လတာနေပြန်ပြီအင်္ဂုတ္တပါဠိတော်တိကနိပတ်ဗြဟ္မဏဝတ်ပါလောကသုံးမှာတထေးတယောက်ကဘုံတော်ကြီးတော်မူသောမြတ်စွာဘုရားရှေ့အခါကလူပြည်သည်အဝေစီငရဲကဲ့သို့လူအများစီကားလာသည်ဟုရှေ့ဆရာတို့ပြောတာကြားဘူးပါသည်ယခုအခါမှာလူအများကျိုးတို့ကျဲတဲ့ဖြစ်၍နေပါနေရခြင်းဟာဘာကြောင့်ပါလဲဘုရားလို့မေးလျှောက်ပါတယ်အဲ့ဒီအခါမှာမြတ်စွာဘုရားကတကားတော့ဝိသမလောဘအာဓမရာဂမိစ္ဆာဓမ္မဆိုတဲ့ဤတရား၃ပါးပေါ်ပေါက်လာသည့်အတွက်လူတွေဟာတဦးနဲ့တဦးတက်ဖြတ်ကြတာကြောင့်တေဆုံးကုန်ကြသည့်အတွက်နေပါနေရခြင်းဖြစ်တယ်ရှေ့ဆက်ပြီးတော့ဤဝိသမလောဘအာဓမရာဂမိစ္ဆာဓမ္မဆိုတဲ့တရား၃ပါးအားကြီးလာမည်ဆိုရင်ဇာတိဥဒုတွေဖောက်လဲဖောက်ပြန်ဖြစ်ပြီးအငတ်ဘေးတွေစိုက်မယ်တဘာဝဘေးတွေစိုက်မယ်ယောဂဘေးတွေစိုက်၍လူတွေတေကျေပျက်စီးကြလိမ့်မယ်လို့ဟောကြားတော်မူပါတယ်အဲ့ဒီလိုဟောကြားတာဟာလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကဟောကြားတာပါကြိုပြီးဟောကြားတာဖြစ်ပါတယ်သူများတကာဘာသာတွေလိုဖြစ်ပြီးမှဖြစ်ပြီးတဲ့အကြောင်းအရာကိုကြိုပြီးသိတယ်လို့မဟောပါဘူးเนาะဒါကိုလည်းသိအောင်လေ့လာပါဦးဇင်းကဗုဒ္ဓဖရာကိုကိုးကွယ်တယ်ဆိုတာဟာဦးဇင်းကိုတန်တရာဝိစင်းရဲမှလွတ်မြောက်ကြောင်းတရားကိုဟောကြားပေးတဲ့အတွက်ကိုးကွယ်တာဖြစ်ပါတယ်နားလည်ပါစေเนาะ